အစီတဝင်းဝင်းနဲ့အသားရုံးကြီးတွေမြင်လိုက်တာနဲ့တရေရိုစင်မဲ့ဟင်းပွဲတွေကိုပြင်ဆွဲဖို့အတွက်ရောက်လာပြီကဲယူရိုအစင်သင့်ဖြစ်ကြပြီလားစားလိုက်ကြရ Hello Card အခုပြောနေတာတော့ The Head ရဲ့ခွန်းမှာမမဆောင်တဲ့ကျွန်တော်နဲ့ကကိုရီးယားထီကိုတွားစရာမလိုပဲနဲ့ဟန်ကိုအရသာစစ်ကိုစားဖို့အတွက်ကိုရီးယားလူမျိုးကိုယ်တိုင်ဖွင့်ထားတဲ့ဆိုင်ကိုရောက်နေပါပြီရောက်ခမမြေမှာခြေမချနိုင်ရင်တောင်မှရောက်ခမကြီးလက်ရတော့စားလို့ရနေပါပြီကိုရီးယားနဲ့ kimchi ဆိုတာကသူနဲ့ကျွန်တော်လိုပဲလုံးဝခွဲမရတာမျိုးပါ kimchi ဟင်းရဲ့အရသာလေးရလေတခြားဆိုင်တွေလိုမျိုးချင်းစိုးကြီးဖြစ်မနေဘူးထမင်းလေးနဲ့တွဲစားရင်လည်းပေါ့မသွားသလိုဒီတိုင်းတောက်လဲ share ပဲဆိုင်မှာ main menu ကဝက်ချီတာအစီအသားမြပြီးတော့သားလေးတွေကနိုးပြီးတော့ဣနေရပဲဆိုင်ကိုရောက်ရင်မဖြစ်မနေစားဖို့ recommend ပေးပါတယ်အခုခွန်စားနေတဲ့ခောက်ဆွဲပြုတ်ဆိုရင် normal mashi sauce ဝတ်သားလေးတွေနဲ့ဆိုတော့ဘာကောင်းလဲမမေးနဲ့ကြက်ဥလေးကိုတော့ကျွန်တော် personal အရင်မကြိုက်ပါဘူးကြက်ဥကြော်ဒီတိုင်းလိတ်ထားသလိုမျိုးဖြစ်သွားတယ်တယောက်နဲ့တယောက်အကြိုက်မတူတာမျိုးဖြစ်မယ်နော်ဒီဆိုင်မှာကလေဝက်ချီတောက်ပြီးရင်ဝက်သုံးထက်သားနမဲအကြီးဆုံးပဲမီးကင်ပေးထားတာဆိုတော့ကြော်တာထက်တောင်မှပို့ပြီးတော့ကျွတ်လေးနဲ့ဝါလို့ကောင်းအခုကျွန်တော်ပကံလိုက်မှပြီးအပီပြင်ဆွဲနေတာကအန်ကူက vlogger ကြီးစားပြသလိုမျိုးတပုံစံနဲ့တူတဲ့ကြက်အဆက်ပါအရင်မဆက်တော့အားလုံးစားနိုင်လောက်မယ်ထင်တယ်ဒါလဲ normal mashi sauce ပဲအခုကျွန်တော်ယူလိုက်တဲ့နီနီရဲရဲကြီးကတခြားမဟုတ်ဘူးအဲ့ဒါကြက်ချီလောက်တွေပါကြည့်ပါဦးမြင်လိုက်တာနဲ့စက်မဲ့ပုံစံကြီးမလားအဆက်ပြီးတဲ့ပါဇက်တွေဆိုရင်တော့စားကြပါအခုအရင်မိုက်တာလေးတစ်ခုပြမယ်မမဆောင်တယောက်ကအရက်သမားမန်ဘလောက်သိတာလဲကြည့်ကြသူလဲ K drama ကြီးကြည့်တာများသွားလို့နေမယ်ကင်မရာမန်ကိုကြီးနဲ့မမဆောင်နေရတော့တောက်ရတော့မယ်ဆိုတော့ပြောနေပေမဲ့မပြောနိုင်တဲ့လူတယောက်တော့ရှိနေပါတယ်အဲ့ဒါကတော့တခြားမဟုတ်ဘူးကျွန်တော်ပါဒီအပိုင်းကိုတော့ချင်းကူတို့တီးခံပြီးတော့ကြည့်ပေးပါကျွန်တော်ကတကယ်မတောက်နိုင်တာဗျမျက်နှာရှစ်ခေါက်ချိုးဖြစ်သွားတာပဲကြည်လေတခါတလေကြောက်လို့လေဒါကိုလူတွေဘာလို့တောက်ကြလဲဆိုပြီးတော့နားမလည်နိုင်ဒီလောက်ပါဇက်ထဲမှာပူပြီးတော့ခါတူးနေတာကြီးကိုလေတောက်ရတာကြိုက်တဲ့သူတွေကိုတော့မီယာနဲ့ခွန်းနဲ့အတူနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်မလားအားလုံးပဲ see you ပါ